ဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ဒီပမှာချိန်ချဖို့အတွက်စဉ်းစားတဲ့အခါဝင်မြောက်များမလိုအပ်ဖ ೇನೆ နေထိုင်စေအသက်သာရမယ်။နောက်ဆုံးအဲ့ဒီနိုင်ငံက passport ကိုပါလွယ်လွယ်ကူကူရရှိနိုင်မယ်အကောင်းဆုံးနိုင်ငံ9နိုင်ငံအကြောင်းကိုအခုဗီဒီယိုမှာကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေမှာလုံလောက်ရင်းနဲ့နိုင်ငံသားဖြစ်ခွင့်အထိရှောက်လန်းလို့ရတဲ့နေရာတွေဖြစ်တဲ့အတွက်မိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့ညွှန်လင့်ပါတယ်။ကျွန်တော်တော့ကြုံရအောင်ပါ။နံပါတ်1အာဂျင်တီးနားနိုင်ငံပထမဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တာကတော့အာဂျင်တီးနားနိုင်ငံအကြောင်းလေးပဲဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံဟာတောင်အမေရိကတိုင်းရဲ့တောင်ဘက်အစွန်းမှာတည်ရှိပြီးတော့ကမ္ဘာပေါ်မှာ10ခုမြောက်အကျယ်ဝန်းဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။သူရဲ့အိမ်နီးချင်းနိုင်ငံတွေကတော့ချီလီ၊ဘိုလီဗီးယား၊ပါရာဂွေး၊ဘရာဇီးနဲ့ဥရုဂွေးနိုင်ငံတို့ပဲဖြစ်ပါတယ်။ဒီနိုင်ငံဟာကမ္ဘာပေါ်မှာနိုင်ငံသားဖြစ်ခွင့်ရဖို့အမြန်ဆုံးနဲ့အလွယ်ကူဆုံးနိုင်ငံလို့လည်းလူသိများပါတယ်။အာဂျင်တီးနားနိုင်ငံမှာနေထိုင်ခွင့်ရဖို့အတွက်အသုံးအများဆုံးဗီဇာကတော့ Register Visa လို့ခေါ်တဲ့ပိုပိုင်ဝင်ငွေပြဗီဇာဖြစ်ပါတယ်။အဲဒီဗီဇာဟာမိတ်ဆွေကတစ်လကိုဒေါ်လာ800ကနေ1000ဝန်းကျင်ပုံမှန်ဝင်ငွေရှိကြောင်းပြနိုင်ရင်အလွယ်လွယ်ကူကူရရှိနိုင်တဲ့ဗီဇာမျိုးစားဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေကကျွမ်းကျင်လုပ်သမားဖြစ်ရင်လည်းအလုပ်ဗီဇာနဲ့သွားရောက်နိုင်တယ်လို့ကျောင်းသားဗီဇာနဲ့လည်းသွားရောက်ပြီးမှနေထိုင်ခွင့်ပြောင်းလဲတာမျိုးလည်းလုပ်ဆောင်လို့ရပါတယ်။အာဂျင်တီးနားနိုင်ငံရဲ့အဓိကအားသာချက်ကတော့မိတ်ဆွေကယာယီနေထိုင်ခွင့်ရရှိပြီး2နှစ်ဆက်တိုက်နေထိုင်အောင်နဲ့နိုင်ငံသားဖြစ်ခွင့်ကိုဓာတ်ရိုက်လျှောက်ထားနိုင်တာပဲဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်မှာအတူတောင်ဆုံးအချိန်တစ်ခုပါ။မိတ်ဆွေရဲ့အဲ့ဒီနေရာမှာကလေးမွေးဖွားမယ်ဆိုရင်တော့မိဘတွေက2နှစ်တောင်စောင့်စီရမလို့ပဲချက်ချင်းနိုင်ငံသားလျှောက်ခွင့်ရပါတယ်။နိုင်ငံသားဖြစ်ဖို့အတွက်တရားရုံးမှာလျှောက်ထားရမှာဖြစ်ပြီးစပိန်စကားအခြေခံတက်မြောက်ကြောင်းနဲ့အကျဉ်းစာရိတ္တကောင်းမွန်ကြောင်းပြသဖို့ပဲလိုအပ်ပါတယ်။အာဂျင်တီးနားနိုင်ငံမှာ IT နည်းပညာ Web Design နဲ့ Software Development ပိုင်းကျွမ်းကျင်သူတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းအများကြီးရှိပါတယ်။အင်္ဂလိပ်စာတက်ကျွမ်းသူတွေအတွက်လည်းအင်္ဂလိပ်စာပြဆရာမအလုပ်တွေလည်းပေါများပါတယ်။ဒေသတွင်းမှာတော့ခီးသွွားလုပ်ငန်း၊စိုက်ပျိုးရေးနဲ့အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေမှာအလုပ်အကိုင်ရှာဖွေလို့လည်းဖြစ်ပါတယ်။စပိန်စကားအခြေခံလေးသင်ထားမယ်ဆိုရင်တော့စားတောက်ဆိုင်ဒါမှမဟုတ်ပို့ဆောင်ရေးလုပ်ငန်းတွေမှာဝင်ငွေကောင်းကောင်းနဲ့ရှင်သန်ရပ်တည်လို့ရပါတယ်။ဒီနိုင်ငံရဲ့အားသာချက်အနေနဲ့အာဂျင်တီးနားနိုင်ငံရဲ့ passport ဟာကမ္ဘာအဆင့်7ဝန်းကျင်မှာရှိပြီးတော့ဥရောပ၊ရုရှားနဲ့လက်တင်အမေရိကအပါအဝင်နိုင်ငံပေါင်း190ကျော်ကိုဗီဇာမလိုပဲသွားရောက်လို့ရပါတယ်။ဂျာမနီနဲ့ပညာရေးစနစ်ကအလွန်စည်းသက်သာပြီးတော့နေထိုင်စရိတ်ကလည်းအလွန်သက်သာတဲ့နိုင်ငံဖြစ်ပါတယ်။နံပါတ်2ပီရူးနိုင်ငံဒုတိယနိုင်ငံကတော့ပီရူးနိုင်ငံဖြစ်ပါတယ်။ပီရူးနိုင်ငံဟာတောင်အမေရိကတိုက်ရဲ့အနောက်ဘက်ခြမ်းမှာတည်ရှိပြီးတော့ပစိဖိတ်သမုဒ္ဒရာနဲ့လည်းထိစပ်နေပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့မြောက်ဘက်မှာအီကွေဒေါနဲ့ကိုလံဘီယာ၊အရှေ့ဘက်မှာဘရာဇီးနဲ့အရှေ့တောင်ဘက်မှာဘိုလီဗီးယားနဲ့တောင်ဘက်မှာချီလီနိုင်ငံတို့ရှိကြပါတယ်။ဒီနိုင်ငံဟာကုန်ကျစရိတ်အသာဆုံးနဲ့လူနေမှုဘဝအေးချမ်းတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ပီရူးနိုင်ငံမှာနေထိုင်ခွင့်ရဖို့အတွက်ဆိုရင် Business Visa သို့မဟုတ် Work Visa ကိုအသုံးများပါတယ်။ဒါအပြင်မိတ်ဆွေရာကျွမ်းကျင်ပညာရှင်တယောက်ဖြစ်ရင်လည်းဒါမှမဟုတ်ယင်းနှီးမြှုပ်နှံမှုအနည်းငယ်ပြုလုပ်နိုင်ရင်လည်းနေထိုင်ခွင့်ဗီဇာအလွယ်တကူရနိုင်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်တော့ပီရူးနိုင်ငံဟာအခြေချဖို့ဗီဇာလျှောက်ထားရတာသိပြီးတော့မကက်ခဲပါဘူး။ပီရူးနိုင်ငံမှာ2နှစ်ဆက်တိုက်နေထိုင်ပြီးတာနဲ့နိုင်ငံသားလျှောက်ထားလို့ရပါတယ်။နိုင်ငံသားဖြစ်ဖို့အတွက်စပိန်စကားနဲ့ပီရူးနိုင်ငံရဲ့သမိုင်းယဉ်ကျေးမှုဆိုင်ရာစာမွေးပွဲလေးတွေကိုတော့ဖြေဆိုရမှာဖြစ်ပါတယ်။ဒီစာမွေးပွဲကခက်ခဲတာမျိုးမဟုတ်ဘဲနဲ့ကြိုတင်ပြင်ဆင်ထားရင်တော့အောင်မြင်နိုင်ပါတယ်။ပီရူးနိုင်ငံသားဖြစ်သွားပြီဆိုရင်တော့တောင်အမေရိကနိုင်ငံသားတယောက်ရဲ့ခွင့်ရေးအားလုံးကိုရရှိမှာဖြစ်ပါတယ်။ပီရူးနိုင်ငံဟာကမ္ဘာလှည့်ခီးသွွားတွေအများများတဲ့နိုင်ငံဖြစ်လို့ဟိုတယ်၊စားသောက်ဆိုင်နဲ့ခီးသွွားဝန်ဆောင်မှုလုပ်ငန်းတွေမှာအလုပ်တွေပေါ်ပါတယ်။ကျွန်တော်မြန်မာတွေကချမ်းပြုတ်ဝါသနာပါပြီးသားဖြစ်တဲ့အတွက်အရင်ဒီအနေငယ်နဲ့ကိုယ်ပိုင်စားသောက်ဆိုင်တွေဖွင့်ဖို့လည်းအရင်အဆင်ပြေပါတယ်။ဒါပြင်တထူတူဖော်ရေးစိုက်ပျိုးရေးနဲ့အထည်အလိပ်လုပ်ငန်းတွေမှာလည်းကျွမ်းကျင်လုပ်သားတွေအမြဲတမ်းလိုအပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုနိုင်ငံရဲ့အဓိကအားသာချက်ကတော့နေထိုင်မှုကုန်ကျစရိတ်အရန်သက်သာတာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်တော့စားတောင်းတဲ့အိမ်လာကားကတိတ်မကွာခြားလာတာကြောင့်နေထိုင်ရတာအဆင်ပြေပါတယ်။ပီရူး passport ကလည်းဥရောပနိုင်ငံအများစုကိုဗီဇာမလိုပဲသွားခွင့်ရတဲ့အပြင်အစားအသောက်ယဉ်ကျေးမှုတွေကကမ္ဘာအဆင့်မီကောင်းမွန်လှပါတယ်။နံပါတ်3ပါရာဂွေးနိုင်ငံ
တတိယနိုင်ငံကတော့ပါရာဂွေးနိုင်ငံဖြစ်ပါတယ်ပါရာဂွေးနိုင်ငံဟာတောင်အမေရိကတိုင်းရဲ့အလယ်ဘက်ဟိုးမှာတည်ရှိပြီးတော့ပင်လယ်ထွက်ပေါက်မရှိတဲ့သုံးတွင်းပိတ်နိုင်ငံဖြစ်ပါတယ်သူ့ကိုအာဂျင်တီးနားဘရာဇီးနဲ့ဘိုလီဗီးယားနိုင်ငံတို့ကဝန်းရံထားပါတယ်ဒီနိုင်ငံဟာ digital nomad တွေနဲ့ online ကနေလှုပ်လှုပ်တဲ့သူတွေအတွက်အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ပါရာဂွေးနိုင်ငံဟာနေထိုင်ခွင့်ရရှိဖို့ကမ္ဘာမှာအလွယ်ကူဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။မိတ်ဆွေရကျွမ်းကျင်တော်သမားဖြစ်ကြောင်းပြနိုင်ရင်ဒါမှမဟုတ်ဘဏ်ထဲမှာငွေအနေငယ်အထားနိုင်ကိုပဲအမြဲတမ်းနေထိုင်ခွင့်ကိုချက်ချင်းရနိုင်ပါတယ်။ဒါဟာအခြားနိုင်ငံတွေလိုယာယီနေထိုင်ခွင့်နဲ့စောင့်နေစရာမလိုတာကြောင့်အရန်ကိုအားသာချက်ရှိပါတယ်။ပါရာဂွေးနိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရပြီး3နှစ်ပြည့်တာနဲ့နိုင်ငံသားလျှောက်ထားလို့ရပါတယ်။နိုင်ငံသားဖြစ်ဖို့အတွက်စပိန်စကားအခြေခံတက်ရမှာဖြစ်ပြီးတော့နိုင်ငံအတွင်းမှာအမေရိကန်နေထိုင်ကြောင်းပြသဖို့တော့လိုအပ်ပါတယ်။ပါရာဂွေး passport ဟာလည်းအားကောင်းတဲ့ passport တစ်ခုဖြစ်ပါတယ်။ပါရာဂွေးနိုင်ငံဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအဓိကလုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီနယ်ပယ်မှာအလုပ်ပေါ်ပါတယ်။ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်တော့အကောင်းဆုံးက online အလုပ်ဖြစ်ပါတယ်။ပါရာဂွေးမှာအခွန်စနစ်ကအရန်တက်တာပြီးတော့နိုင်ငံတကာကဝင်ငွေပေါ်အခွန်ကောက်ခံမှုမရှိတဲ့အတွက် online ကနေပတ်သက်ရှာတဲ့သူတွေအတွက်တော့စုဆောင်းငွေအများကြီးတွက်စေပါတယ်။နိုင်ငံရဲ့အားသာချက်အနေနဲ့အခွန်စနစ်တက်တာချင်းနေထိုင်စိတ်အလွန်နှဲပါခြင်းနဲ့နေထိုင်ခွင့်ရဖို့လွယ်ကူခြင်းတို့ကပါရာဂွေးနိုင်ငံရဲ့အားသာချက်တွေဖြစ်ပါတယ်။တစ်လကိုဒေါ်လာ900ကနေ900ကျားရှိုံနဲ့တင်အေးအေးဆေးဆေးနေထိုင်ပြီးတော့ပါရာဂွေးနိုင်ငံကလူတွေကလည်းပေါ်ရွေကြပါတယ်။နံပါတ်4ပေါ်တူဂီနိုင်ငံစတုထနိုင်ငံကတော့ပေါ်တူဂီနိုင်ငံဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံဟာဥရောပတိုင်းရဲ့အနောက်တောင်ဘက်စွန်းအိုင်ဘေရီယန်ကျွန်းဆွယ်ပေါ်မှာတည်ရှိပါတယ်။သူ့ရဲ့တစ်ခုတည်းသောအိမ်နီးချင်းနိုင်ငံကတော့စပိန်နိုင်ငံဖြစ်ပြီးတော့အနောက်ဘက်နဲ့တောင်ဘက်တွေမှာအတ္တလန္တိတ်သမုဒ္ဒရာနဲ့ထိစပ်နေပါတယ်။ဥရောပနိုင်ငံမှာအခြေချခြင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်တော့ပေါ်တူဂီနိုင်ငံဟာဈေးသက်သာဆုံးနဲ့အကောင်းဆုံးသောနိုင်ငံတစ်ခုဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံမှာ D7 visa ဒါမှမဟုတ် digital nomad visa လို့သုံးပြီးတော့လည်းနေထိုင်ခွင့်လျှောက်ထားနိုင်တယ်လို့မိတ်ဆွေကတစ်လကိုဒေါ်လာ1000ဝန်းကျင်ပုံမှန်ဝင်ငွေရှိကြောင်းပြနိုင်ရင်လည်းနေထိုင်ခွင့်ရဖို့သေချာသလောက်ရှိပါတယ်။ဒါပြင်အလုပ်ဗီဇာတွေနဲ့လည်းတွားရလို့လည်းဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံမှာ9နှစ်ဇက်တိုက်နေထိုင်ပြီးရင်တော့နိုင်ငံသားပြည့်ခွင့်လျှောက်ထားလို့ရပါတယ်။နိုင်ငံသားဖြစ်ဖို့အတွက်ပေါ်တူဂီစကားအခြေခံ level A2 ကိုစာဝင်ခွင့်အောင်မြင်ရမှာဖြစ်ပါတယ်။9နှစ်ဆိုတဲ့အချိန်ကတောင်အမေရိကထက်တော့များပေမဲ့လည်းရလာတဲ့အကျိုးကျေးဇူးတွေထဲမှာဥရောပသမဂ္ဂနိုင်ငံသားဖြစ်လာမှာဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံမှာခရီးသွားလုပ်ငန်း IT နည်းပညာစိုက်ပျိုးရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကအလွန်ပေါ်ပါတယ်။အထူးသဖြင့်စိုက်ပျိုးရေးတွေမှာအလုပ်သမားတွေအများအားလိုအပ်နေသလိုအင်္ဂလိပ်စာတက်ကျွမ်းရင်လည်း call center တွေနဲ့နည်းပညာကုမ္ပဏီတွေမှာဝင်ငွေကောင်းကောင်းနဲ့အလုပ်လုပ်နိုင်ပါတယ်။ပေါ်တူဂီ passport ရပြီဆိုရင်တော့ဥရောပနိုင်ငံ30ကျော်မှာလွတ်လပ်စွာအလုပ်လုပ်ခွင့်နဲ့နေထိုင်ခွင့်ကိုရရှိမှာဖြစ်ပါတယ်။ကျန်းမာရေးစနစ်ကကမ္ဘာအဆင့်မီဖြစ်ပြီးတော့နေထိုင်စရိတ်ကအနောက်ဥရောပနိုင်ငံတွေအားလုံးထဲမှာမှပေါ်တူဂီနိုင်ငံဟာဈေးသက်သာဆုံးဖြစ်ပါတယ်။နောက်ဆုံးနိုင်ငံကတော့အီကွေဒေါနိုင်ငံဖြစ်ပါတယ်။အီကွေဒေါနိုင်ငံဟာတောင်အမေရိကတိုက်ရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီးတော့နာမည်အတိုင်းကမ္ဘာအီကွေတာမြင်းဖြစ်တန်းရာနိုင်ငံတစ်ခုဖြစ်ပါတယ်။သူ့ရဲ့အိမ်နီးချင်းတွေကတော့မြောက်ဘက်မှာကိုလံဘီယာအရှေ့ဘက်နဲ့တောင်ဘက်မှာပီရူးနိုင်ငံတို့ဖြစ်ပါတယ်။အဲဒီနိုင်ငံဟာအမေရိကန်ဒေါ်လာကိုပဲတရားဝင်သုံးစွဲတဲ့အတွက်ငွေကြေးခိုင်မာမှုရှိပြီးတော့ခြေချဖို့လည်းအရန်ကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်တော့အကောင်းဆုံးက professional visa ဖြစ်ပါတယ်။မိတ်ဆွေဟာဝယ်လက်မှတ်တစ်ခုခုရှိကြောင်းပြနိုင်ရင်နေထိုင်ခွင့်အလွယ်တကူရရှိပါတယ်။ဒါမှမဟုတ်ဘဏ်ထဲမှာဒေါ်လာ4000အနံထားနိုင်ရင်လည်းရင်းနှီးမြှုပ်နှံသူဗီဇာအနေနဲ့လည်းနေထိုင်လို့ရပါတယ်။အီကွေဒေါနိုင်ငံမှာ3နှစ်ဇက်တိုင်နေထိုင်ပြီးတာနဲ့နိုင်ငံသားလျှောက်ထားလို့ရပါတယ်။နိုင်ငံသားဖြစ်ဖို့အတွက်ဆိုရင်တော့စပိန်စကားအနေငယ်တက်ကျွမ်းရမှာဖြစ်ပြီးတော့အခြေခံသမိုင်းစာမေးပွဲတွေဖြေရမှာဖြစ်ပါတယ်။အီကွေဒေါနိုင်ငံမှာပညာရေးပို့ကုန်လုပ်ငန်းနဲ့ပြီးသွားလုပ်ငန်းတွေမှာလုပ်ပေါ်များပါတယ်။ပုံကြားစိတ်တတလွန်တဲ့အတွက်ကျွန်တော်တို့မြန်မာတွေအနေနဲ့ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်ဒါမှမဟုတ်စားတောက်ဆိုင်လေးတွေဖွင့်ပြီးတော့လဲအေးဆေးရက်တီလို့ရပါတယ်။ online ကနေလောလောတဲ့သူတွေအတွက်လည်း internet စနစ်ကောင်းမွန်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ American dollar ကိုသုံးစွဲတာကြောင့်ငွေကြေးဖောင်းပွားမှုအနေနဲ့နေပါတယ်။နေထိုင်စိတ်ကတစ်လကိုဒေါ်လာ800ဝန်းကျင်ဆိုရင်စိန်ရှိရှိနေနိုင်ပြီးတော့ဂျာတိဥတုကလည်းတစ်နှစ်ပတ်လုံးတာယာတဲ့အတွက်ကျန်းမာရေးအတွက်လည်းအထောက်အကူပြုတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ကဲဒါတွေကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့
ပတ်စံအများကြီးမလိုပဲအခြေချနေထိုင်ရင်းနဲ့နိုင်ငံသားဖြစ်ခွင့်အထိရရှိနိုင်မဲ့အကောင်းဆုံးနိုင်ငံအကြောင်းကိုကျွန်တော်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဘယ်နိုင်ငံကိုမဆိုမသွားခင်မှာစပိန်စကားသို့မဟုတ်အခြေခံအင်္ဂလိပ်စကားကိုတော့လေ့လာထားဖို့တော့ကျွန်တော်ဒီနေရာကနေအကြံပြုချင်ပါတယ်။အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုအမြဲတမ်းကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Burmese Ever Channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာ။အားလုံးပဲအိမ်မက်တွေစီကိုအမြန်ဆုံးလှမ်းနိုင်ကြပါစေ။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့